Okay ဆိုတော့ကျမတို့ live ပါပြီဆိုတော့အမရေမင်္ဂလာပါ မင်္ဂလာပါ ဒီကျမတို့မတွေ့တာလဲကြာပြီဒီနေ့တော့ကျမတို့ပြန်လည်ပြီးတော့တွေ့ဆုံကြပြီဖြစ်တယ်ဆိုတော့အဲ့အတွက်ကြောင့်ပေါ့နော်ဒါအမတို့ page မှာရှိတဲ့မိတ်ဆွေတငယ်ချင်းတွေကျမရဲ့ page မှာရှိတဲ့မိတ်ဆွေတငယ်ချင်းတွေ audience တွေလည်းပေါ့နော်စိတ်ကြမ်းမာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံမယ်ဆိုတာကိုကျမတို့ဒီညီမနှစ်ယောက်ကနေပြီးတော့ယုံကြည်ပါတယ်ဆိုတော့ဟုတ်ပြီဒီနေ့ညီမတို့ဒီနေ့ပြန်လည်ပြီးတော့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ sharing လေးတွေလုပ်ကြမှာဖြစ်တယ် only စီးပွားရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆိုတော့ only business ပေါ့ဒီအတွက်ကြောင့်ကျမတို့ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အခမဲ့လေ့လာနေတဲ့သူတွေအတွက်ဒီနေ့ live လေးကတကယ်ကိုအကျိုးရှိမဲ့ live လေးဖြစ်တယ်ဆိုတာလေးကိုလည်းဒါကျမတို့အနေနဲ့ဂတိပြုရပေါ့နော်ဆိုတော့ဟုတ်ပြီကျမတို့ဒီနေ့ live လေးကိုအစမပြုခင်မှာကျမတို့ကိုပြန်လည်ပြီးတော့မိတ်ဆက်ကြမှာဖြစ်တယ်ဆိုတော့အမဘက်ကနေပြီးတော့အရင်ဆုံးမိတ်ဆက်ပေးပါဦးဟုတ်ကဲ့ပါမင်္ဂလာပါကျမနာမည်ကအဆွန်လို့ခေါ်တယ်ပေါ့နော်ကျမခါတိုင်းသူလေးတယောက်ဖြစ်တယ်ကျမမြန်မာနိုင်ငံထဲမှာပဲပေါ့နော်ဒီ business ကိုမြန်မာနိုင်ငံထဲမှာပဲဒီရှမ်းပြည်နယ်ရှေ့ပိုင်းကျိုင်းတုံမြို့မှာနေထိုင်ပြီးတော့ဒီ business ကိုကျမ plan ပြီးအနေနဲ့လုပ်ကိုင်နေတဲ့ single mother လေးတယောက်ဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျမ plan ပြီးအနေနဲ့လုပ်ကိုင်တယ်လို့ပြောခါမှာကျမမှာမိသားစုရဲ့လုပ်ငန်းကိုင်ငန်းတွေလည်းကျမလုပ်တယ်လို့မျိုးကျမရဲ့plan A လုပ်လဲတက်ရှိပါတယ်ပေါ့နော်ဒါပေမဲ့ဒီလုပ်ငန်းကိုဘယ်လို adapt လုပ်ပြီးတော့ဒီလုပ်ငန်းကိုကျမတို့အခုပေါ့နော် family life နဲ့ဒီပေါ့နော် side hustle ပဲပြောပြောဘယ်လိုပဲပြောဒီလုပ်ငန်းဘယ်လို balance ညီအောင်လုပ်ကြလဲဆိုတာဒီည live မှာကျမတို့အသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်ပေါ့အားလုံးတွေ့ရတာဝမ်းသာပါတယ်ကဲပါကျေးဇူးအများကြီးတင်တယ်ဆိုတော့ဟုတ်တယ်ဒါညီမကတော့ဆိုဖီယာနေပါလက်ရှိပေါ့နော်ဒါစင်ကာပူနိုင်ငံမှာ FMI service အနေနဲ့ဝန်ထမ်းအလုပ်ကိုလုပ်ကိုင်နေတာဖြစ်တယ်ပေါ့နော်ဆိုတော့တစ်ဖက်မှာလည်းကျမရဲ့ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ digital လုပ်ငန်းကိုကျမအနေနဲ့ဒါလုပ်ငန်းရှင်တယောက်ဖြစ်နေကျမလုပ်ကိုင်နေတာဖြစ်တယ်ဆိုတော့မေးစရာရှိတာကသူများနိုင်ငံမှာဝန်ထမ်းအလုပ်လည်းလုပ်နေတယ်ကိုယ်ပိုင်စီးပွားရေးလည်းလုပ်နေနိုင်တယ်ဆိုတော့ဘာကြောင့်လုပ်နေနိုင်တလဲပေါ့နော်ဆိုတော့အဓိကကတော့ကျမတို့ဒီလုပ်ငန်းကအရင်က flexible ဖြစ်တယ်ကျမတို့ကျမလက်ရှိလုပ်နေတဲ့ဝန်ထမ်းအလုပ်လို့အချိန်တွေများစွာပေးစရာမလိုဘူးပြီးတော့ကျမတို့လက်ရှိလုပ်နေတဲ့ဝန်ထမ်းအလုပ်လို့ပေါ့နော်ပင်မမတ်နဲ့လည်းလုပ်စရာမလိုတဲ့အတွက်ကြောင့်ကျမဒီ digital လုပ်ငန်းကိုကျမအနေနဲ့ plan B အနေနဲ့ပေါ့နော်ကျမလုပ်ကိုင်နေတဲ့ဒါစီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်တယ်လို့ကျမလိုပဲเนาะတစ်ဖက်မှာတော့ကိုယ်ပိုင်စီးပွားရေးရှိတယ်သို့မဟုတ်ဒီဝန်ထမ်းအလုပ်တစ်ဖက်ရှိတယ်ပေါ့နော်ဆိုတော့လက်ရှိဝန်ထမ်းအလုပ်ကိုလည်းထွက်เสียမလို့ပဲနဲ့အပေါ်ငွေလည်းလူကျင်တယ်နောက်ရေးအတွက်စိတ်ချရတဲ့စီးပွားရေးတစ်ခုကိုလည်းတိစောက်ထားခြင်းတဲ့သူတွေကိုလည်းကျမကကိုညီလန်းပြပေးနေတဲ့ business mentor တယောက်ပဲဖြစ်ပါတယ်ဆိုတော့ဟုတ်ပြီကျမတို့ဒီနေ့ sharing လုပ်သွားမယ့်အကြောင်းအရာလေးကခုနပြောလို့အရင်လည်းစိတ်ဝင်စားဖို့ကောင်းတယ် only for business ဆိုတော့ဒီအဲ့အတွက်ကြောင့်ကျမတို့ဒီနေ့ live လေးမှာဒီနေ့ကျမတို့စတင်ပြီးတော့ sharing လုပ်ကြမှာဖြစ်တယ်ဆိုတော့အမဘက်ကနေပြီးတော့အရင်ဆုံး sharing လုပ်ပေးပါအောင်ပေါ့နော်ဆိုတော့အမအနေနဲ့ခုနပြောခဲ့သလိုအမမှာ plan A ရှိတယ် plan B ရှိတယ်လက်ရှိအလုပ်ကိုင်နေလည်းရှိတယ်ဒါအပြင်လုပ်နေတဲ့ဒါ digital လုပ်ငန်းလည်းရှိတယ်ပေါ့နော်ဆိုတော့အမပြီးတော့အမဒီဒါအိမ်နေမိခင်တယောက်လည်းဖြစ်တယ်ပြီးတော့အပြင်မှာလည်းဒါကိုပိုင်လုပ်ငန်းတွေလည်းရှိတယ်ဝန်ထမ်းတွေလည်းလုပ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအခြေအနေအရက်ရက်ပေါ်မှာမှနော်အမရဲ့ဒီ digital လုပ်ငန်းကိုဘယ်လိုမျိုးလိုက်ရောညီထွေဖြစ်အောင်လုပ်တယ်လဲဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့အမဘက်က sharing လုပ်ပေးဖို့ဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ပေါ့နော်အခုလိုကျွန်မဖိတ်ခေါ်ပေးပြီးတော့ဒီညကျွန်မတို့ညီမနှစ်ယောက်တကွာပေါ့နော်ဒီ business အကြောင်းကိုပရိသတ်တွေနဲ့အားလုံး sharing လုပ်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ပေါ့နော်ဒီနေ့မိခုမှပြောသားသလိုမျိုးပဲပေါ့ဒီ business digital business လို့ပြောလိုက်တဲ့အခါမှာလူတွေရဲ့စိတ်ထဲမှာပေါ့အိုးဒီလောက်လုပ်ရမယ်ဆိုရှင် technology နဲ့ပတ်သက်မှလုံးဝကျွမ်းကျင်ရမယ်ဘယ်လိုလူဖြစ်ရမယ် computer skill ဘယ်လိုလုပ်ရမယ်ဆိုတဲ့ဟာအများကြီးကျွန်မတို့တွေးခေါ်တတ်တယ်ပေါ့ဒါပေမဲ့ဒီလုပ်ငန်းကဘယ်လိုလူတွေအတွက်နဲ့ဘယ်လိုလူတွေအတွက်မဟုတ်ဘူးဆိုတဲ့ဟာတွေကိုပြောတာထဲပေါ့နော်ကျွန်မတို့ဒီလုပ်ငန်းမှာဘယ်လိုလုပ်နေတယ်ဆိုတော့ပြောပြလိုက်တဲ့အခါမှာဒီဟာအားလုံးရဲ့အဖြစ်သိရှိသွားမှဖြစ်မယ်ဆိုတော့ကျွန်မယုံကြည်တယ်ပေါ့နော်အရှိမကျွန်မပြောသွားတဲ့အတိုင်းပဲကျွန်မကပေါ့နော်အင်းမိခင်တယောက်လည်းဖြစ်တယ်ကျွန်မတခြားလုပ်ငန်းတွေလည်းအမြဲလုပ်တယ်ခုလည်းပြောမယ်ဆိုရှင်အခုဒီ live ထောက်လုပ်မယ်ဆိုမှကျွန်မအခုလက်ရှိလုပ်နေအလို့နားပြီးတော့ခဏလေးနိုင်မခဏလေးဝင်လို့တာအဲ့လိုမျိုးဖြစ်တယ်ပေါ့ဆိုတော့ဒါ how is flexible ဆိုတော့ပြချင်တာဖြစ်တယ်ပေါ့ကျမတို့ဟိုပါဘောနော်ဒီလုပ်ငန်းလုပ်ဖို့ဆိုမှuniform တွေဝတ်ပြီးမှရုံခန်းသွားပြီးတော့ကြကြနာနာသွားမှအဲ့အတွက်သွားတာလာတာ
အချိန်တွေကုန်တာငွေကုန်တာနဲ့အဲ့ဒါနဲ့ကျမတို့လုပ်နေစရာမလိုပဲနဲ့ပေါ့နော်အိမ်မှာပဲဖြီးလိမ့်ပြီးတော့ခဏလုပ်မယ်ဆို9မိနစ်အတွင်းမှာအကုန်လုံးဒါ set up လုပ်ပြီးသွားတာဖြစ်တယ်ပေါ့နော်ကျမတို့ဒါကကျမတို့ဒီလုပ်ငန်းရဲ့ flexibility ဖြစ်မှုနဲ့ကျမတို့တခြားလုပ်ငန်းတွေကိုတစ်ခုမှနားမစရာမလိုပဲနဲ့run နေနိုင်တယ်ဆိုတော့အကြောင်းကိုဥပမာပြနေတာဖြစ်တယ်ပေါ့နော်ကျမဒီလိုပြောတဲ့အခါမှာကျမအရင်တော့ကျမစဉ်းစားဖူးတဲ့အရာတစ်ခုတတိရတယ်ပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကျမတို့ကလူတွေရဲ့အုံနောက်ထဲမှာပေါ့နော်ကိုတွေးခေါ်နေတဲ့အရာကိုကြင်ကြံနေတဲ့အရာကိုဖြစ်ချင်ခဲ့တဲ့အရာကအမှန်တကယ်မထင်မှတ်ထားတဲ့အချိန်မှာကိုကအမှန်တကယ်အဲ့လမ်းကြောင်းရောက်သွားရဆိုတော့ပြောပြချင်တာဖြစ်တယ်အရင်တော့အခုလိုမျိုးကွန်ပျူတာတွေဖုန်းတွေမပေါ်များဘူးပေါ့နော်ကျမတို့အထူးသဖြင့်ကျမတို့ဆက်ကြောတဲ့ကျမတို့ကျောင်းသူကျောင်းသားအရွယ်တော့ဆိုကိုယ်ပိုင်ကွန်ပျူတာတော့မရှိဘူးပေါ့နော် laptop မပြောရင် desktop အကြီးကြီးတော့မှတစ်ကျောင်းလုံးမှာကျောင်းတစ်ကျောင်းလုံးတော့မှတစ်လုံးနှလုံးတော့ပဲရှိတယ်ပေါ့နော်အဲ့ကွန်ပျူတာကိုတွားကြည့်ဖို့တွားကြိုက်ကြည့်ဖို့တစ်ကျောင်းလုံးမှာစာအတော်ဆုံးလူတွေပဲတစ်ပတ်ကိုတစ်ချိန်တော့တွားကြည့်ရတယ်ပေါ့နော်အဲ့မှာ start လုပ်တာဘယ်လိုturn on turn off လုပ်တဲ့ဟာတော့ပဲကျွန်မအဲ့ဒီလောက်အခြေအနေမှာပေါ့နော်ကျွန်မကအဲ့ဒီအခြေအနေပါကြတဲ့ကျွန်မစိတ်ကူးရင်ခဲ့တာပါလေဆိုလို့ရှိရင်ကျွန်မအရန်တော်တာမဟုတ်မြတ်အစနာပြောတော့အတန်းထဲမှာပေါ့နော်ကွန်ပျူတာကိုလေ့လာခွင့်ရလို့ရတဲ့ selection ထဲမှာတယောက်ပါတယ်ပေါ့နော်ဆိုတော့ကျွန်မအဲ့ချိန်ကလေးအရန်မမောခဲ့တယ်ပေါ့နော်ဒီရောက်ပေါ့နော်ကွန်ပျူတာဆိုအရန်ထူးဆန်းတဲ့အရာဖြစ်တယ်ပေါ့နော်လုံနိုင်တဲ့ဟာလေအခုလို internet လည်းရှိတာမဟုတ်နော်လုံးဝ ABCD ပဲနားရှိပါညာကွန်ပျူတာထဲမှာစာရက်လို့ရှိရင်ဘယ်လိုပုံစံလေးfolder တွေဘယ်လိုတိစောဘယ်လိုတင်လို့ရတဲ့အရာအဲ့လိုမျိုးပဲရှိသေးတယ်ပေါ့အချိန်ကလေးကကျွန်မအိမ်မက်ခဲ့ပူတာပေါ့နော်တချိန်မှာပေါ့နော်ကျမကပေါ့နော်ဒီကွန်ပျူတာစခရင်ရှေ့မှာပေါ့နော်ဒီလိုအလုပ်လုပ်တဲ့လူတယောက်ဖြစ်ချင်ခဲ့တယ်ပေါ့နော်အဲ့ဒါကျမရှေ့တန်း9တန်းကျောင်းသူအရွယ်ကလေးကတော့ကျမအိမ်မက်ခဲ့တာကျမမှာပါကွန်ပျူတာတကြောင်လုံးမှာကွန်ပျူတာတစ်လုံးလုံးရှိတယ်ဆိုစဉ်းစားကြည့်ပေါ့နော်ကိုပဲကွန်ပျူတာရှိဖို့ဆိုဝေလာဝေးပေါ့ဆိုလို့ချင်တာကဒီဘဝကနေကျမတို့ဖြတ်တန်းလာတာဖြစ်တယ်ကိုအဲ့တော့အရင်ကျွမ်းကျင်တော့လို့technology မှာအရင်ကိုsmart ဖြစ်လို့ကျမတို့ဒါလုပ်နေတယ်ဆိုတာမဟုတ်ဘူးပေါ့နော်ဒီ digital business ရဲ့ကောင်းတဲ့အချက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျမတို့ဒီ background တစ်ခုမှမရှိပေမဲ့လေ့လာသင်ယူလို့ရတဲ့နေရာရှိတယ်ပေါ့အဲ့ဒီ website ကပေါ့နော်အဲ့ဒီ training site ကပေါ့နော်ကျမတို့ရတဲ့ပံအတွက်ဖြစ်တယ်တစ်ခါကြည့်မှပြီးသွားတဲ့အရာမဟုတ်ဘူးအဲ့တော့ကြောင့်ကျမတို့ကဒီဟာတွေကိုပေါ့နော်ဆွမ်းပြောသလိုဒီ technology နဲ့ပတ်သက်ပြီးတော့လုံးဝ skillful ဖြစ်เสียမလို့ပဲနဲ့ခုလူတိုင်းလက်ထဲမှာဖုန်းမရှိတဲ့လူမရှိဘူးပေါ့နော်အနည်းဆုံးဟယ်လိုလို့ပြောနိုင်တယ်ပေါ့နော်အင်တာနက်ရတယ်ပေါ့နော်အဲ့ဒီဟာတွေရနိုင်တဲ့လူတိုင်းကဒီလုပ်ငန်းကိုလုပ်ကိုင်နိုင်ဖြစ်တယ်ပေါ့။ဘာဖြစ်လို့လဲဆိုကျမတို့ကွန်ပျူတာမှာရတဲ့အရာလုံးဖုန်းမှာရနိုင်တယ်ဖြစ်တယ်။ဖုန်းကနေလည်းကျမတို့လုပ်နေတာဖြစ်တယ်။ဒါပေမဲ့ကွန်ပျူတာနဲ့လုပ်နေတာပိုကောင်းတာပဲဆိုတော့ screen ကျပြီးတော့ကျမတို့ဟိုပေါ့နော်ဘယ်ဟာမဆိုရှူအမြဲအထူးသဖြင့်ကျမတို့အာယုံနဲ့အားနဲ့လာတဲ့လူတွေအတွက်ပေါ့နော်ကွန်ပျူတာလိုအပ်တာဖြစ်တယ်ပေါ့လို့ဆိုဖုန်းပေါ်မှာဒေါ်လာကိုကျမတို့အလုပ်ပြီးတာဖြစ်တယ်အဲ့ဒါကြောင့်မို့ခရီးသွားရင်းနဲ့လေကျမတို့ဖုန်းပါသွားတယ်လေဖုန်းပေါ်မှာအလုပ်ပြီးတာဖြစ်တယ်ဆိုတော့အဲ့ဒါကကျမတို့လူနေမှုပုံစံအမျိုးမျိုးအဖုံဖုံကလာတဲ့လူတွေနဲ့လက်ရောညီထွေစွာလုပ်နေတဲ့အလုပ်ဖြစ်တယ်ဆိုတော့ကျမဒီနေ့ပြောပြချင်တာဖြစ်တယ်ပေါ့နော်ဆိုတော့ရှေ့မှာလည်းကျမပြောသွားတဲ့အတိုင်းပဲကျမတခြားအလုပ်နဲ့လည်းဒါပဲလို့တွဲလုပ်နေလဲဆိုအချင်းကိုစီမံခန့်ခွဲနိုင်တယ်လို့မျိုးကျမတို့လုပ်နေတာဖြစ်တော့ဥမာဆောနာညီမလေးဆိုဖီယာဆိုလည်းသူ့မှာတခြားအချင်းပြည့်လို့ရှိတယ်ဒါပေမဲ့သူအလုပ်ကနေပြန်လာတဲ့အချိန်အမကြီးကျမတို့လိုက်ထောက်ခဏလို့ရအောင်ဆိုကဲကျမလည်းကျမလုပ်နေအလုပ်ခဏနားပြီးတော့ဒါလုပ်ရအောင်ကျမတို့ဒီလိုအလုပ်ဖြစ်တာဖြစ်တယ်ပေါ့ဆိုလို့ရှင်တာဒါကျမတို့ဒီ technology မှာပေါ့နော်ကျမတို့ဒီခေတ်မှာပေါ့နော်အကျိုးရလဒ်ဖြစ်တယ်ပေါ့နော်ဒီတိုးတက်ပြောင်းလဲမှုရဲ့ဒီ digital ရဲ့တိုးတက်ပြောင်းလဲမှုအကျိုးရလဒ်ဖြစ်တယ်ပေါ့နော်အဲ့ဒါကိုအကျိုးရှိအသုံးပြုစေချင်တယ်ဆိုတော့ကျမတို့ညီအမဒီညဒါလာပြောပြချင်တာဖြစ်တယ်ပေါ့ဒါမတော့ရင်လည်းကျမတို့ကအမြဲတမ်းပါလေ scroll up scroll down တချင်လုံးလုပ်နေတာဖြစ်တယ်ပေါ့နော်ဒါကွန်ကိုလည်းအဲ့ဒါအများ control လုပ်ရတာဖြစ်တယ်ပေါ့နော်သူတို့ပြကျမတို့ဒီ digital business လုပ်ငန်းမှာလုပ်ကိုင်လာတဲ့အခါမှာများတော့အဖြစ်ကျမတို့ဒီ online ပေါ်မှာရှိတဲ့အခါမှာကိုယ့်ကိုယ် control မလုပ်ဘူးဆိုလို့ရှိရင်အချိန်ကြီးအများကြီး waste ဖြစ်သွားနိုင်တယ်ဒါပေမဲ့ကျမတို့ဒီလုပ်ငန်းရေလုပ်ဖြစ်လာတဲ့အခါမှာကျမတို့အချိန်ကိုအလဟတ်တမဖြုံးတိဘူးဘယ်အချိန်မှာဘာကိုလုပ်မလဲဘယ်အချိန်မှာဘာကိုလုပ်မလဲဆိုတော့ကျမတို့ schedule နဲ့လုပ်သွားတဲ့အခါမှာလုပ်ငန်းတွေမှာဥမာ post ကျမတို့ daily post တွေလိုတယ်ဒါပေမဲ့ကျမတို့ဥမာထားလိုက်ပါတော့တနေ့3ခါတနေ့5ခါပဲဥမာတက်လာတယ်ကျမတို့တစ်ချိန်ထဲမှာ schedule လုပ်ထားပြီးတော့မနေ့ဖြန်အတွက်ရောတပတ်စာရော10ရက်စာရောကျမတို့လုပ်ထားနိုင်တာဖြစ်တယ်ပေါ့ဆိုတော့ဒါကကျမတို့ technology ကိုအသုံးပြုတတ်လာတဲ့
လုတ်သက်သွားတာဟာဖြစ်တယ်ဒီဟာကိုချက်ချင်းချင်းကျမတို့လည်းဒီလုပ်ငန်းမလုပ်မသိဘူးပေါ့နော်ဒါပေမဲ့ဒီလုပ်ငန်းမှာကျမတို့ဝင်ရောက်လာတဲ့အခါမှာsystem တွေကိုဘယ်လိုအသုံးပြုရမလဲဒါကိုကျမတို့ဘယ်လိုအသုံးချရမလဲဆိုတာသိရှိသွားတဲ့အခါမှာလူတွေအများကြီးရဲ့လောက်အားကိုအစားထိုးပြီးတော့ဒီ system က supporting လုပ်သွားတာဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့ကျမတို့လူ busy mom တွေကျမတို့လူပေါ့နော်တခြားအလုပ်တစ်ဖက်နဲ့လုပ်နေတဲ့လူတွေဒီလုပ်ငန်းကိုကောင်းကောင်းမွန်မွန်လည်းပတ်လာနိုင်တာဖြစ်တယ်ပေါ့ပြီးတော့တခုကကျမတို့ကဒါဒီလိုပဲလူတိုင်းက plan B အနေနဲ့လုပ်လားဆိုတော့အဲ့ဒီလိုလဲပုံတေတာအပြောလို့မရဘူးပေါ့နော်ဒါကို plan B နဲ့ဝင်ရောက်လုပ်ကင်လာရင်းနဲ့ဒီလုပ်ငန်းရဲ့ဟိုဘောနော်ဝင်လမ်းကြောင်းပဲပြောမလား flexibility ဖြစ်မှုလားအချင်းလွတ်လပ်ခွင့်ငွေကြေးလွတ်လပ်ခွင့်ရလာတော့တွေ့တဲ့အခါမှာလုံးဝတာကိုသစိမ့်မမချင်းစုံပြည့်ဝင်ပြီးတော့ plan A အနေနဲ့ပေါ့နော်လုံးဝ business အကြီးကြီး plan အနေနဲ့လုပ်ကင်သွားရလို့တွေလည်းအများကြီးရှိတယ်ပေါ့နော် link မရလိုက်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့လုပ်ငန်းတိုးချဲ့နိုင်မှုအကြီးကျယ်ပုံမှာမူတည်မှတော့ကောင်းကိုလက်ရှိလုပ်နေတဲ့အလုပ်ကိုလည်းမနာချင်ဘူးဒါဆက်လုပ်ရှင်လို့ဆိုကျွန်မတို့လို့ဆိုလို့ရှိရင်ဆက်လုပ်သွားလို့ရတယ်ဒီလိုမှမဟုတ်လို့ရှိရင်တော့ကိုလုံးဝစောက်ချမှလုပ်မယ်ဆိုလို့ရှိရင်ကျွန်မတို့လုပ်နိုင်တာဖြစ်တယ်ဆိုတော့ဒီ business ကကျွန်မတို့ဘယ်လောက်ကြီးထားမလဲဘယ်လောက်တေးထားမလဲဆိုတော့ကိုယ့်ရဲ့ target ပုံမှာရှိတယ်ကိုယ့်ရဲ့ idea ပုံမှာရှိတယ်ကိုယ့်ရဲ့ကျွမ်းကျင်မှုပုံမှာရှိမှဝင်လမ်းကြောင်းလည်းအဲ့လိုမျိုးဖြစ်တယ်ဆိုတော့ကျတော့ဘယ်လိုလူအတွက်ပဲဖြစ်လဲဆိုတာဒါလုံးဝပုံတတ်မှတ်ထားတာမရှိဘူးပေါ့တက်ဆရှိနေပြည့်ပြီးတဲ့လူတိုင်းပေါ့နော်ဖုန်းရှိတယ်အင်တာနက်ရှိတယ်နေရာတိုင်းမှာလုပ်ကိုင်လို့ရနေတဲ့နေရာဖြစ်တဲ့ဘယ်သူကမှဒီလိုဖြစ်တဲ့ class မှာဒီလိုဖြစ်တဲ့လူမှုမှာဘယ်လိုဘွဲရမှာဘယ်လိုပေါ့နော်ကျွန်မတို့ skill ရှိမှ experience ရှိမှဆိုတာလုံးဝတတ်မှတ်ထားတာမရှိပါဘူးပေါ့နော်ဆိုတော့ဘယ်လိုလူတွေနဲ့လက်ရုံညီထွေမှုရှိလဲဆိုလို့ရှိရင်အစောကပြောပြီးတဲ့လူမျိုးပဲကျွန်မအသက်16နှစ်ပြည့်ပြီးတဲ့သူတိုင်းလူမျိုးမရွေးပါတာမရွေးတဲ့အရွယ်ဒီတစ်ခုပဲကန့်တက်လာဖြစ်တယ်ပေါ့အလောအပေါင်းဆောင်ကလူတွေလောက်ကင်လို့ရတယ်ကုမ္ပဏီပိုင်ရှင်လည်းလုပ်နေတယ်လို့ကျောင်းဆရာမလည်းလုပ်နေတယ်ဆရာဝန်လည်းလုပ်နေတယ်လို့ဘာသာတရားပေါင်းဆောင်ကခေါင်းဆောင်တွေလည်းဒီလုပ်ငန်းထက်မှကျွန်မတို့ပေါင်းတာဖြစ်တယ်ပေါ့ဆိုတော့ကျွန်မတို့ရဲ့ဒါပြောလိုက်တဲ့အခါမှာဗာနဲ့သူလို့ဆိုရှင်ကျွန်မတို့အခုနောက်ပိုင်းပေါ့နော် ready made တွေပေါ့နော် ready made တွေအများကြီးရှိလာတာဖြစ်တယ်ပေါ့နော်လူမျိုးဘာသာမျိုးစားသုံးလို့ရတဲ့ ready made အစားအစာတွေလည်းထွက်လာတယ်လို့လူမျိုးဘာသာမျိုးအသားရောင်တွေဝတ်ဆင်နိုင်တဲ့ready made အဝတ်အစားတွေလည်းအများကြီးထွက်လာတယ်ပေါ့နော်ကိုယ်တိုင်ကိုကြမချစ်ကျမတို့ကိုတိုင်းမှာဘူးလို့ရှိရင်ကိုနဲ့အချိုးကျထွက်လာမယ်ဆိုတာရှိတယ်လို့မျိုးကျမတို့စိတ်နဲ့ပြောလိုက်တဲ့အခါမှာဥမာမှာလာဆက်လိုက် M ဆိုင်လိုက်ဘာညာပြောရင်ရှိအားလုံးနဲ့fit ဖြစ်အောင်လဲကျမတို့လုပ်နိုင်တယ်ဒါဒီ business ကလည်းဒီ model ဖြစ်တယ်ပေါ့နော်ကျမတို့ကအဲ့ဒါကြောင့်မို့ဘယ်လိုလူပဲလုပ်ရမလဲဆိုတော့ကျမတို့ကသတ်မှတ်ထားတာမရှိဘူးလူတိုင်းနဲ့လည်းရုံညီထွေအောင်ဒီ business model ကတိစောက်ထားတာဖြစ်တယ်အများကြီးဟိုဘောနော် survey လုပ်ပြီးတော့အများကြီး research လုပ်ပြီးတော့လူတိုင်းနဲ့အဝင်ခွင့်ကြဖြစ်အောင်ဒီလုပ်ငန်းကိုဖန်တီးထားတာဖြစ်တယ်ပြီးလို့ဒီဟာအဲ့လောက်ကောင်းနေပြီဆိုမှဒါအဆုံးသက်ပြီလားဆိုမဟုတ်ဘူးနော်အမြဲတမ်း up to date ကျမတို့လုပ်နေတာရှိတယ် up to date ကျမတို့ရဲ့ကျမတို့ရဲ့ training site တွေပေါ့နော်ကြည့်ရတာဖြစ်တယ်လုပ်ရတာဖြစ်တယ်တခြားနေရာမှာမရနိုင်တဲ့အရာကျမတို့ဒီမှာအများကြီးရနိုင်တယ်ရှင်ဒါကတခြားလုပ်ငန်းနဲ့မတူတဲ့ထူးခြားတဲ့လူတိုင်းလုပ်ကိုင်နေအောင်စီမံထားတဲ့ business model ဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်မ share လုပ်ပေးချင်တာဖြစ်ပါတယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်โอเคပါကျေးဇူးအများကြီးတင်ပါတယ်မကြီးအခုလိုမျိုးပေါ့နော်ဒါပြည့်ပြည့်စုံစုံလေးဒါ sharing လုပ်ပေးသွားတယ်ဆိုတော့ဟုတ်တယ်အမပြောမှတတိထားမိရပေါ့နော်ညီမတို့ငယ်ငယ်တော့လည်းထိတိုင်းပဲပေါ့နော်ညီမတို့တချောင်းလုံးမှာမှကွန်ပျူတာတော့ရှိတယ်မရှိဘူးမဟုတ်ရှိတယ်ပေါ့နော်3လုံးလား4လုံးလားမသိရှိတယ်ဒါပေမဲ့အဲ့ဒါကညီမတို့ဒီတချောင်းလုံးအထက်တန်းကျောင်းထိပါတယ်ဆိုတဲ့ခါကျတော့ကျောင်းသူကျောင်းသားတွေအများကြီးတဲ့မှာကိုသုံးကျင်တယ်ဆိုလို့ချင်းကိုလည်းရောက်ဖို့ကတော်တော်ကြီးကိုစောင့်ရတယ်ပေါ့နော်ဆိုတော့အဲ့လိုစောင့်ရတဲ့အပေါ်မှာလည်းဒီငယ်တော့ဖြစ်တဲ့ခါကျတော့လေအရန်ကွန်ပျူတာပိုင်းမှာလည်းလုံးဝမကျွမ်းကျင်ဘူးကြည့်ပြီးတော့မှပြောလို့ပါဝါလေးဖွင့်တတ်ပိတ်တတ်ရုံပဲပေါ့နော်ဒါတော့မှဘာဘယ်လိုကြည့်ရမှန်းတော့မသိဘူးပေါ့နော်အဲ့လိုအနေထားနေပြီးအခုဆိုလို့ရှိရင်ကျမတို့လုံးဝကိုမထင်မှတ်လောက်အောင်နော်ကျမတို့ဒီ laptop တွေနဲ့ကွန်ပျူတာတော့မဟုတ်တော့ laptop တွေနဲ့ desktop တွေနဲ့ပေါ့နော်ကျမတို့အလုပ်ကင်နိုင်ပြီဖြစ်တယ်ကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးကိုလုပ်ကင်နိုင်ပြီဖြစ်တယ်ဒီတက်ပို့ပြီးတော့အံ့ဩဖို့ကောင်းတာကတော့ကျမတို့တစ်ခါမှနော်စိတ်ကူးတာမတွေးထားမိဘူးလေကျမတို့ website တွေနဲ့နော်ကိုယ်ပိုင် website တွေကိုယ့်ရဲ့နာမည်တွေနဲ့ကိုယ်ပိုင် website တွေနဲ့ကိုယ့်ရဲ့စီးပွားရေးကိုလုပ်ခွင့်ရတယ်ဆိုတာကဒါတကယ်ကိုအိမ်မက်လိုပဲပေါ့နော်အရင်တော့ဘယ်လိုမှမတွေးထင်ထားဘူးဒီလိုမျိုးလုပ်ကင်ရလိမ့်မယ်ဆိုတာလုံးဝမထင်မှတ်ထားဘူးပေါ့နော်ဆိုလိုတာကကျမတို့ကိုတစ်ခါမှရင်းနှီးကျွမ်းဝင်မှုမရှိတဲ့လုပ်ငန်းကိုလုပ်ကင်ခွင့်ရတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကျမတို့ challenge တွေအများကြီးရှိတယ် challenge တွေအများကြီးငါဒီလုပ်ငန်းငါလုပ်ကင်နိုင်ပါမလားဒီလုပ်ငန်းဒီတကယ်ကောအစ်စ်မအောင်ဟုတ်ရဲ့လား scam လား
ဒီလုပ်ငန်းကတကယ်ရောresult တွေရကြလားစသဖြင့်ပေါ့နော်မျိုးမျိုးသောမိကုန်းတွေလည်းထွက်လာသလိုအဲ့ဒီထွက်လာတဲ့မိကုန်းတွေအပေါ်မှာကိုလည်းကျမတို့တန်တရားကင်းရှင်းစွာနဲ့ကျမတို့လေ့လာတိတိကျကျလေးပေါ်လာတာလေ့လာပြီးတော့မှကျမတို့ဒီလုပ်ငန်းကိုလုပ်ကင်ခဲ့ကြတာဖြစ်တယ်အဲ့တော့ဒီလုပ်ငန်းဒီတကယ်ကိုပဲခိုင်မာတယ်တေချာတယ်တကယ်လုပ်ရင်တကယ်ရတယ်ဆိုတာကိုကျမတို့လက်တွေ့ပေါ့နော်ကျမတို့မြင်တွေ့ခဲ့တာဖြစ်တဲ့အတွက်ကျမတို့ယုံကြည်စွာနဲ့ဒီလုပ်ငန်းကိုဘသူရဲ့တိုက်တွန်းချက်မှမပါဘဲနဲ့ကျမတို့ကိုယ်ဆန္ဒနဲ့ဒီလုပ်ငန်းကိုလုပ်ကင်ခဲ့ကြတာဖြစ်တယ်။အော်ဒီလုပ်ငန်းအရင်ကောင်းတယ်ဝင်ပြီးလုပ်ကြည့်ပါလားဝင်ငွေတွေဘယ်လိုရတယ်ဆိုပြီးတော့ဆွဲခဲ့တဲ့အတင်းမှာလည်းဘယ်သူမှလည်းမဆွဲခဲ့ဘူးပေါ့နော်။ကိုယ့်ရဲ့စိတ်သဘောဆန္ဒအရာကိုယ်တိုင်လေ့လာပြီးတဲ့အတွက်နော်ကိုယ်တိုင်လေ့လာတာဖြစ်တဲ့အတွက်ကြောင့်ကိုယ်တိုင်ယုံကြည်တယ်ပေါ့နော်။အဲ့အတွက်ကြောင့်ဒီလုပ်ငန်းကိုဘသူရဲ့တိုက်တွန်းချက်မှမပါဘူး။ဘသူကမှဆွဲဆောင်မှုမပါဘဲနဲ့ကျမတို့ဒီလုပ်ငန်းကိုဒါစတင်ခဲ့ကြတာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့တော့အပေးခြင်းနဲ့ဒီလုပ်ငန်းကိုတချို့ကြတော့လဲလူဆွဲရတာလားလူခေါ်ရတာလားဆိုတဲ့သူတွေအတွက်ပေါ့နော်တခါလဲရှင်းသွားအောင်ကျမတို့ဘသူ့ကိုမှလည်းမဆွဲပါဘူးဒီလုပ်ငန်းဒီဟုတ်တယ် digital marketing ဖြစ်တဲ့အတွက်ကြောင့်ကျမတို့အများနဲ့တော့ marketing နဲ့ပတ်သက်ပြီးတော့အများနဲ့ share လေးတွေလုပ်မယ်တကယ်ကျမတို့နဲ့စိတ်တူကိုယ်တူရှိတဲ့သူတွေကပဲကျမတို့ကိုလာပြီးတော့ဆက်သွယ်လာမယ်ကျမတို့နဲ့လာပြီးတော့ဒီဆက်သွယ်ပြီးတော့ဒီစီးပွားရေးနဲ့ပတ်သက်ပြီးတော့information လေးတွေယူမယ်သူတို့လည်းကိုယ်တိုင်ကိုကြလေ့လာတဲ့အခါမှာတကယ်ကိုစိတ်ပါဝင်စားမှုရှိမှာပဲကျမတို့ကနေပြီးတော့ဒါကုညီလက်တွဲပြီးတော့mentor ဖြစ်နေပေါ့နော်ဒါကျမတို့အတူတကွလှုပ်ဆောင်သွားကြတာဖြစ်တယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါအခုလိုမျိုးအမအနေနဲ့ဒါ share လုပ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်နေပေါ့နော်ဆိုတော့ဟုတ်တယ်ညီမလည်းဒီနေ့ share လုပ်ပေးသွားခြင်းနဲ့အကြောင်းအရာလေးကဒီတော်တော်များများပေါ့နော်ကျမတို့ဒီလုပ်ငန်းကိုတချို့ကြတော့လဲတိတိကျကျမလေ့လာဘဲနဲ့ပေါ့နော်ကြားဖြန့်လားဒီလုပ်ငန်းကြားဖြန့်ပါကွာဒီလုပ်ငန်း scam ပါကွာစသဖြင့်ပေါ့နော်ဒါမျိုးလေးတွေ comment လေးတွေမေးကြလာပြီးတော့မှန်းကြတဲ့သူတွေလည်းရှိတယ်ဒီလိုမျိုးပေါ့နော်တိုက်ရိုက်လာပြီးတော့ဒီ message box မှာလာပြီးတော့စာပို့တဲ့သူတွေလည်းရှိတယ်ပေါ့နော်အမျိုးမျိုးသောသူတွေရှိကြတယ်ဆိုတော့အဲ့လိုရှိတဲ့အတွက်လည်းကျမတို့ပေါ့နော်စိတ်မဆိုးနော်စိတ်မဆိုးဘူးဘာကြောင့်လဲကျမတို့အခုလိုခေတ်ကြီးမှာเนาะအခုလို online ခေတ်ကြီးမှာအလိညာတွေကလည်းအရန်များတာတနေ့တစ်မျိုးမဆန်းဘူးပေါ့နော်အမြဲတမ်းတခါတည်းများနေတယ်ဆိုတော့ဒီလိုခေတ်ကြီးမှာဒီလိုမျိုးကျမတို့ဒီလုပ်ငန်းကို scam လားလို့ထင်တဲ့သူတွေအတွက်ကတော့စိတ်မဆိုးဘူးပေါ့နော်ဒါပေမဲ့ကိုကထင်ုံနဲ့ထင်တာလေတကယ်ဟုတ်မှုဆိုတာကကိုယ်တိုင်ကိုယ်ကြားလေ့လာဖို့လိုအပ်တယ်အဲ့လိုမှမဟုတ်ပဲနဲ့ကိုကတကယ်မလေ့လာဘဲနဲ့သူများကိုသွားပြီးဆွတ်ဆွဲတယ်ဆိုလို့ရှိရင်တော့ဒါကိုဘယ်လိုလူမျိုးလဲဆိုတာကိုဒါချပြလိုက်တဲ့သဘောပဲဖြစ်တယ်ပေါ့နော်ဆိုတော့တကယ်ကိုမလေ့လာတဲ့သူတွေအတွက်ဒါသူဒီအပေါ်ရန်ကြီးတဲ့လူစားပဲလားဆိုတာသူသုံးသပ်လို့ရတယ်ပေါ့နော်ဒါကျမတို့အနေနဲ့သုံးသပ်ကြည့်ရပါပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်ကျမတို့ပြောချင်တာဒီ scam လို့ခေါ်တဲ့တခြားသော business တွေနဲ့เนาะကျမတို့ရဲ့ online global digital business နှစ်ခုပေါ့နော်ဘယ်လိုမျိုးကွဲပြားခြားနားသလဲဆိုတာလေးကိုကျမအနေနဲ့ဒါ share လုပ်ပေးခြင်းတယ်။ Okay နံပါတ်1အချက်เนาะကျမတို့ဒီလုပ်ငန်းကเนาะအခုချက်ချင်းကျမတို့လုပ်ပြီးတော့အခုချက်ချင်းအရင်ကြီးပွားချမ်းသာမယ်ဘယ်လောက်နေရင်ကျမတို့ဝင်ငွေတွေဘယ်လိုရမလဲတစ်လနေရင်ဘယ်လိုပြန်ရမယ်လို့ကျမတို့အာမမခံဘူးထင်ကြီးလည်းမပေးဘူးเนาะကျမတို့ဒီလုပ်ငန်း scam ဆိုတဲ့လုပ်ငန်းဒီဘယ်လောက်နေရမယ်เนาะဒီတစ်လနေရင်ဘယ်လောက်ပြန်ရမယ်ဘလို့ငွေသိရင်ဘလို့ပြန်ရမယ်စသဖြင့်ပေါ့เนาะသူတို့ရမယ့်အရာကိုအရင်ဦးဆုံးပြောတယ်အရင်ဆုံးမက်လုံးပေးတယ်ပေါ့နော်ဒါရမယ့်ရာအရင်ဆုံးမက်လုံးပေးတယ်ဒါက scam တွေရဲ့ပထမတစ်အချက်ကျမတို့ကြတော့လုံးဝမက်လုံးမပေးကိုလုံးရင်ရမယ်ကိုမလုံးရင်မရဘူးဒါကျမတို့ဒီလုပ်ငန်းဒီချက်ချင်းချမ်းသာမဲ့လုပ်ငန်းမဟုတ်ဘူးဆိုတာကိုကျမတို့ဒါအမြဲတမ်း share လုပ်ကြတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါနံပါတ်1အချက်နံပါတ်2အချက်နော်နံပါတ်2အချက်ဒီ scam ကလူတွေကငွေရတာသူတို့လက်ထဲငွေရောက်ပြီဆိုတာနဲ့ပျောက်ချက်မလားပျောက်သွားတယ်လူတွေလည်းရှာလို့မရတော့ဘူးပေါ့နော် profile တွေလည်းရှာမတွေ့တော့ block သွားတာတို့စသဖြင့်ပေါ့နော်ဒါမျိုးတွေရှိတယ်ဒါပေမဲ့ကျမတို့ဒီလုပ်ငန်းမှာတော့ကျမလုပ်ငန်းစတင်ပြီဆိုတာနဲ့ step by step training ဆိုတာရှိတယ် community sporting ရှိတယ်ပြီးတော့ mentor and coach က sporting အပြည့်အဝပေးတဲ့ဒီ guide တွေရှိတယ်ပေါ့နော်နောက်တစ်ခု real case study လို့ခေါ်တယ်ကျမတို့တကယ်လုပ်ရင်တကယ်ရတယ်ဒါအကြောင်းကျမတို့လေ့လာသိရင်မှုတွေလုပ်ရမယ်ဆိုတဲ့အပိုင်းတွေပါတယ်ပေါ့နော်ဒါကနံပါတ်2အချက်ဆိုတော့နံပါတ်3အချက်ကကျမတို့ဒီလုပ်ငန်းမှာဘာတွေဘယ်လိုလုပ်ရမလဲကိုလုပ်ရတဲ့အပေါ်မှာရလက်တွေကိုလုပ်တဲ့အပေါ်မှာရလက်တွေကအမျိုးမျိုးတောက်နဲ့တောင်မတူကွဲပြားခြားနားသွားတယ်ဆိုတာကိုကျမတို့အနေနဲ့
ဒါ share လုပ်ပေးတယ်ကိုစူးစမ်းရင်ရမယ်ကိုအချိန်ပေးရင်ပေးနိုင်တယ်လို့ကျမတို့ result တွေကရမယ်ကို learning လုပ်ရင်လုပ်နိုင်တယ်လို့ကျမတို့ result တွေကရမယ်ကို learning မလုပ်နိုင်ရင်တော့ result ကောင်းကောင်းဆိုတာကရမှာမဟုတ်ဘူးပေါ့နော်ဒါမျိုးကိုကျမတို့အနေနဲ့ဒါကျမတို့ဒီ digital business မှာဒါ share လုပ်ပေးတယ် scam တွေကြတော့ဒီလုပ်ငန်းတွေမြန်မြန်ချမ်းသာမယ်စသဖြင့်ပေါ့နော်ဘယ်အချိန်မှငွေပြန်ရမယ်တစ်လနေရာခိုင်နှုန်းဘယ်လောက်ပြန်ရမယ်စသဖြင့်ဒါမျိုးလေးတွေနဲ့ဆွဲကြတယ်ဆိုတော့ဒီအတွက်ကြောင့်ကျမတို့ဒီ scam တကယ် scam တွေနဲ့ကျမတို့ဒီလုပ်ငန်းတာကွဲပြားခြားနာချက်ကတော်တော်ကြီးကိုကွဲပြားခြားနာတယ်ကျမတို့ဒီစီးပွားရေးဒီခုနပြောသလိုချက်ချင်းလုပ်ပြီးချက်ချင်းဝင်ငွေရမယ်ချက်ချင်းကြီးကျမ်းကျွယ်ဝချမ်းသာစေမဲ့လုပ်ငန်းမျိုးမဟုတ်ဘူးကျမတို့ဒီရေရှည်စီးပွားရေးဖြစ်တယ်ဒီအတွက်ကြောင့်ကျမတို့စိတ်ရှည်ရမယ်တိခံတတ်ရမယ်စသဖြင့်ပေါ့နော်ဒါမျိုးလေးတွေအများနဲ့ပြောတယ်ကျမတို့လုပ်ငန်းဒီအပင်စိုက်တယ်မျိုးပေါ့နော်မျိုးစိတ်လေးတွေကျဲတယ်အဲ့ဒီမျိုးစိတ်ရှင်သန်လာဖို့အတွက်အပင်လေးတွေကျန်းကျန်းမာမာနဲ့ထွက်လာဖို့အတွက်ကိုကျမတို့ကအမြဲတမ်းရှည်လောင်းပေးရတယ်မြေဩဇာလေးတွေကျွေးရတယ်ပေါင်းတင်ပေးရတယ်ပိုးမကျစေဖို့အတွက်ကျမတို့မြေဩဇာစသဖြင့်ဆေးလေးတွေပတ်ဖြန့်ပေးရတယ်စသဖြင့်ပေါ့နော်တကယ်ကိုပဲအဲ့လိုအချိန်တွေဒီကျမတို့ကိုက learning လုပ်နေရတဲ့အချိန်တွေဖြစ်တယ် learning လုပ်နေတယ်လို့တစ်ဖက်မှာလည်း learning လုပ်ရင်းနဲ့ကျမတို့ကကုညီလမ်းပြရင်းနဲ့ကျမတို့ကဝင်ငွေတွေရလာတာဖြစ်တယ်အဲ့ဒီဝင်ငွေရတာကလည်းအဲ့ဒီကြောင်လေးတွေပြီးသွားတာမဟုတ်အဲ့ဒီရတဲ့ဝင်ငွေဒီကျမတို့နောက်အတွက်ကိုပါတပါတဲ့ passive income အဖြစ်ပါတိစောက်ပေးပြီးသားဖြစ်တယ်ဆိုတော့ဒီအတွက်ကြောင့်ကျမတို့လုပ်ငန်းဒီခုနပြောလို့ချက်ချင်းလုပ်ပြီးချက်ချင်းကြီးပွားချမ်းသာစေမယ့်လုပ်ငန်းမဟုတ်ဘူးဆိုတာကိုကျမတို့အနေနဲ့ရွှေလုပ်ပြီးပေါ့နော်ဆိုတော့တကယ် scam တွေကတော့ငွေရတာနဲ့ချက်ချင်းပြတ်ရှင်းမလားပျောက်သွားတယ်ပေါ့နော်ကျမတို့ကတော့ဆက်လက်ပြီးတော့တည်ရှိနေပြီးတော့ step by step training တွေရှိမယ်ဒီ coach and the mentor ကနေပြီး guidance လုပ်ပေးတာတွေရှိမယ်သင်လေ့လာရတဲ့အပိုင်းတွေရှိတယ် community support တွေရှိတယ်ပေါ့နော်ဆိုတော့ဒီအတွက်ကြောင့်ကျမတို့တကယ် scam business တွေနဲ့ကျမတို့ဒီ global digital business ကလုံးဝကွဲပြားခြားနားတဲ့ဒါစီးပွားရေးဖြစ်တယ်ဆိုတာလေးကိုကျမတို့အနေနဲ့ဒါ share လုပ်ပေးတယ်ပေါ့နော်ဒီအတွက်ကြောင့်မိတ်ဆွေတို့အနေနဲ့လည်းမေးစရာမေးခွန်းလေးတွေရှိတယ်တန်တရားဖြစ်တာကတော့ဒါကျမတို့ဒီလုပ်ငန်းကိုတန်တရားဖြစ်တာမမှားဘူးပေါ့နော်သို့တော့ကျမတို့အနေနဲ့ကိုယ်သိကျင်တဲ့အရာလေးတွေပေါ့နော်ဒါကျမတို့ဒီအခု live အောက်က comment မှာပဲဖြစ်ဖြစ်ကျမတို့ရဲ့ဒီ private message မှာပဲဖြစ်ဖြစ်ပေါ့နော်လာရောက်ပြီးတော့မေးမြန်းလို့ရတယ်ဆိုတာလေးကိုကျမတို့အနေနဲ့ share လုပ်ပေးပေါ့နော်ဒီအတွက်ကြောင့်အမအနေနဲ့လည်းဒီနေ့ပေါ့နော်ဒီ update စကားလေးပေါ့နော်ပြောပေးဖို့အမကိုလည်းဒါဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါပေါ့နော်ဒီအစောနာညီမလေးဆိုဖီယာပြောသွားတဲ့အချိန်မှာပေါ့နော်ကျမတို့ဖြတ်တန်းခဲ့တဲ့အရာတွေခုပြန်သွားတတိရတာပါလဲဆိုလို့ရှင်လူတိုင်းကအဲ့ဒီဟာဖြစ်တယ်ပေါ့နော် online လို့ပြောလိုက်တဲ့အခါမှာ scam နာပေါ့နော်ဖြစ်တယ်လို့မျိုးအခုကိုယ့်ရဲ့လုပ်ငန်းမှာလည်းပေါ့နော်ဘူးမတိပန့်ပြပမှန်းမတိပဲနဲ့ scam ဖြစ်တယ်ကြားဖြန့်ဖြစ်တယ်ဘာဖြစ်တယ်လို့လာပြောရလို့ရှိတယ်ပေါ့နော်တခါလဲပြီးလို့ရှင်ဟိုတွင်းရတယ်ဆိုတီတွင်းရတယ်ဆိုတာတွေပေါ့နော်မှန်ပါတယ်ပေါ့နော်ကျမတို့ရဲ့လုပ်ငန်းကိုယ်ပိုင် business လုပ်ငန်းဖြစ်တယ်တလက်နေဘယ်လောက်ရမလဲဆိုမှကျမတို့ဝန်ထမ်းခေါ်တဲ့အလုပ်ကိုပေါ့နော်ကိုယ်တိုင်က business owner ဖြစ်လာမှာဖြစ်တဲ့အတွက်ရင်းနှီးမြှုပ်နှံမှုတွေရှိတယ်အဲ့ဒီရင်းနှီးမြှုပ်နှံမှုကထဲ့တဲ့ဟာကကျမတို့ကကြားဖြတ်အနေနဲ့ဖြတ်စားယူတဲ့ဟာမျိုးမဟုတ်ပါဘူးလုံးဝပေါ့နော်ဆိုတော့ကျမတို့ step by step training တွေအတွက်ကျမတို့ဒါထည့်ပြီးတော့လေ့လာရတာတွေဘာညာတွေရှိတာဖြစ်တယ်ပေါ့နော်ဆိုတော့တေချာတကယ်ဒီလုံမောက်စိတ်ဝင်စားလို့ကတော့ဘကနနာအသေးစိတ်လေ့လာသွားတယ်ပေါ့နော်ဒါပေမဲ့ဘူးမတိဘက်မတိဘနဲ့အပေါ်ရန်လောက်ပဲရှက်ပြီးတော့ကြီးမှကိုပြောရလို့ရှိရင်တပတ်သူတွေရဲ့ image ကိုလည်းကြားစေတယ်လို့ကိုယ်တိုင်ရဲ့ image ကိုလည်းကြားစေတာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါကြောင့်မလုပ်ငန်းတစ်ခုကိုကိုယ်တိုင်ကနနာအသေးစိတ်မလေ့လာကြည့်ပဲနဲ့ဘာဖြစ်မလဲဆိုတော့ပြောဖို့အရင်မလောပါနဲ့ပေါ့နော်ဘာဖြစ်လို့ဆိုလို့ရှိရင်ဘယ်လောက်ကောင်းတဲ့အရာပါလို့ပဲပြောပေါ့ဟိတ်တန်တဲ့လူနဲ့မှရတာဖြစ်တယ်ပေါ့နော်ဒီ business လုပ်ငန်းကလည်းအဲ့လိုမျိုးပဲဘယ်အရာမဆိုပေါ့နော်လူတိုင်းကတော့ကိုလုပ်တဲ့လုပ်ငန်းတော့ကောင်းတယ်လို့တော့ပြောကြမှာဒါပေမဲ့ကိုယ်တိုင်တကယ်သဘောကျတယ်ဆိုလို့ရှိရင်ဝင်ရောက်လေ့လာကြည့်ပါပေါ့လေ့လာကြည့်မှကနနာတိလာမှာဒါကိုနဲ့အဆက်တာမအဆက်တာဆိုတာသိရမှာဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့ scam ဘာဖြစ်ပါညာဖြစ်ပါလို့ပြောတာကိုကြောက်နေတယ်ဆိုတာတဲ့ပေါ့နော်ရင်းဝဝင်ရောက်လေ့လာပါပေါ့နော်ကျမတို့ဒါတွေအားလုံးဖြတ်တန်းလာခဲ့တာဖြစ်တယ်ဘယ်သူမှဒါကိုကြော်လွှားလို့မရဘူးပေါ့နော်ဒါပေမဲ့ဒါတွေအားလုံးရဲ့အဖြေကကိုယ်တိုင်လေ့လာတဲ့အခါမှာသိရှိလာရတာဖြစ်တယ်။အော်ဆိုမှအဲ့ချိန်ကျမှအတိနောက်ကျရလိမ့်ချီဆိုတာဖြစ်လိမ့်မယ်ပေါ့နော်။ဖြစ်လိမ့်မယ်အဲ့ဒါကြောင့်မို့အပေးချင်တဲ့လူတိုင်းကိုပေါ့နော်။ဒါကကျမတို့ရဲ့business လုပ်ငန်းကပေါ့နော်ကျမတို့အရင်ကပြောနေတယ်လို့မျိုးအခုရည်သွင်းသူအခုရည်ကြည်တောက်လို့ရတဲ့ဟာတော့မဟုတ်တယ်မဲ့ရေရှည်အတွက်ကျမတို့က
the same mama looks on to am a pit airport. Tomorrow got tomorrow your brand go rent this out there. Facebook ကိုအတိကအခုဒီအခြေအနေမှာပြောမှဆိုကျွန်တော်တို့မြန်မာပြည်မှာက Facebook ကအတိက social platform တစ်ခုလို့ဖြစ်နေတယ်ပေါ့နော်ဒီ Facebook တို့ TikTok တို့ Instagram တို့ပေါ့နော်ကျွန်တော်တို့ LinkedIn တို့ဒါတွေအသုံးပြုမှုပေါ်မှာမူတည်ပြီးတော့ဒီအပေါ်ကနေကျွန်တော်တို့လုံငန်းအခွင့်အလမ်းတွေကိုသိရှိအောင်လုပ်ပြီးတော့ဒီလုံငန်းကိုလည်းပါတာဖြစ်တယ်ပေါ့အဲဒါကြောင့်မို့ကျွန်တော်တို့ရဲ့နေ့စဉ် daily post တွေကိုလည်းလိုက်ကြည့်ပါပေါ့နော်ကျွန်တော်တို့အသေးချင်တယ်ပေါ့နော်ကျွန်တော်တို့ကလကနေထိုင်တာရမယ်ဟာကိုကျွန်တော်တို့လုပ်နေတာမို့ကိုယ့်ရဲ့လောက်အားနဲ့ကိုယ့်ရဲ့တင်ယူတမြောက်မှုနဲ့ကိုယ့်ရဲ့ဇွဲလုံးလားရှိမှုပေါ်မှာမူတည်ပြီးတော့ဒီလုံငန်းကတနေ့ကျွန်မတို့လိုရပန်းနဲ့ရောက်ရှိသွားတာဖြစ်တယ်ပေါ့နော်အဲ့ဒါကျွန်မအရှိကညီမလေးဆိုဖီယာလည်းပြောတော့တယ်လို့ပြောပဲကျွန်မတို့ကဒါလုပ်ပြီးတော့ငါငွေရပြေးဆိုမှဖြောက်မှထွက်ပြေးမဲ့လူတွေမဟုတ်ဘူးပေါ့နော်ဒါကျွန်မတို့ brand ကိုခိုင်မာစွာတည်ဆောက်လာတာဖြစ်တယ်ကျွန်မတို့အရှိမလည်းအများကြီးလုပ်လာရှိဒီ company က90နှစ်သက်တမ်းရှိသွားပြီပေါ့နော်ကျွန်မတို့ဒီကြားဖြစ်နေပါညာဆိုဒီနေ့ရပြီဆိုမနေ့ပြန်ဆိုပျောက်ပြီရှားလို့တော့အမီးတော့ရှားလို့တွေ့တော့မှာမဟုတ်ဘူးပေါ့နော်ကျွန်မတို့ကဒါဒီနေ့90ကျော်ထိရက်တည်နိုင်တယ်ဆိုတာကျွန်မတို့ဒါအစစ်အမှန်တကယ်ခိုင်ခိုင်မာမာရှိတဲ့ company နဲ့ကျွန်မတို့လက်တွဲလှုပ်ဆောင်နေတယ်ဆိုတော့proven ကျွန်မတို့တက်တည်ဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မအားလုံးအပေးရှင်တယ်အထူးသဖြင့်ကျွန်မတို့တိုင်းသားလေးတွေပေါ့နော်ဘာမှမသိသေးပဲနဲ့ကြောက်ရတာကတကြောင်ဟိုပေါ့နော်သူများဟိုပေါ့နော်လိမ်လည်ခံရမှာကိုကြောက်တာကတကြောင်နဲ့လုံးဝအရှိကိုမရောက်လာဘူးပေါ့။ဘာနဲ့တူလဲဆိုအရင်တော့ကျွန်မတို့တောင်ပေါ်မှာနေလို့ရှိရင်မြို့သွားဖို့တော့ကြောက်တယ်။မြို့သွားဖို့တော့ကြောက်စားပဲဆိုမြို့မှာလူလေရှိတယ်လူညာရှိတယ်ခပန်းနေတယ်ဆိုဟောတခါလဲဟိုဘောနော်အေးဟိုဘောနော်ဘယ်လိုပဲဖွဲ့ဘယ်လိုပဲကိုကတော့ဟိုဘောနော်မတိလို့ရှိအဲ့ဒါနိုင်ခံရတာပဲဖြစ်တယ်ပါဖြစ်တယ်ဗောဒါပေမဲ့နောက်ဆုံးကျတော့ဗာလဲမြို့ထဲမှာပဲစင်နေမှာပညာသင်ကြားရတယ်မြို့မှာပဲကျွန်တော်တို့စီးပွားရှာရတယ်ဒီမှာကျွန်တော်တို့ဘယ်လိုလုပ်ကိုင်စားတော့ဆိုတည်သွားတဲ့အခါမှာဒါတွေအားလုံးကိုယ်တိုင်မြို့သူမြို့သားဖြစ်လာပြီးတော့ဒီပညာကိုကျွန်တော်တို့လေ့လာစီးပူးခွင့်ရခဲ့တာဖြစ်တယ်ဗောအဲ့ဒါကိုပဲစဉ်းစားကြည့်ပါဗောနော်ကျွန်တော်တို့ဒီလုပ်ငန်းခေတ်မှာဗောနော်တိုးတက်လာတဲ့အချိန်မှာဒီတိုးတက်လာတဲ့အရာကိုဗောနော်ကျွန်တော်တို့ risk လက်ရှိမှာပဲ risk လက်ကျွန်တော်တို့ယူရမှာဖြစ်တယ်ဒါပေမဲ့အဲ့ဒီဟာရဲ့ကျိုးရက်လက်ပေါ်တော့ကျွန်တော်တို့ impact ကိုလည်းကျွန်တော်တို့မြင်အောင်ကြည့်တတ်ဖို့လိုတယ်လို့ဒါကိုကျွန်တော်တို့ကိုယ်နဲ့ရအောင်ယူတတ်ဖို့လည်းအရေးကြီးတာဖြစ်ပါတယ်ပေါ့နော်အဲ့ဒါကြောင့်မို့တစ်စိမ့်မလောက်ကန်တဲ့လူတကယ်ပဲရည်ရှိမှာပေါ့နော်ကျွန်တော်တို့ဒီအကျိုးရက်လောက်ကိုမျိုးကွင်းမှာလောက်ကန်တဲ့လူတွေအားလုံးကိုကျွန်တော်တို့ကလက်သွဲခေါ်တယ်အခုရသွင်းသူ့မှာအခုရချီတောက်ရှင်တဲ့ချက်ချင်းဒါရပြီဆိုတလားဘယ်လောက်ပေးမလဲဆိုတော့လူနဲ့ကျွန်တော်တို့အလို့မလုံနိုင်ဘူးပေါ့နော်မလုံနိုင်ဘူးဆိုတော့ကျွန်တော်တို့လုံငန်းလေးဒီလိုမျိုးလည်းမပေးနိုင်ဘူးကျွန်တော်တို့လက်စာလည်းမပေးဘူးကိုယ်တိုင်တိဆောက်ယူအောင်ကျွန်တော်တို့ကတိဆောက်နေကိုယ်တိုင်တိဆောက်လာခဲ့တယ်လို့သူလည်းတိဆောက်နိုင်အောင်ပံ့ပိုးပေးတာပဲဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကိုယ်လိုဒီ business owner ဖြစ်လာအောင်ကိုကြီးပံ့ပိုးပေးတဲ့ mentor အတီးတီးဖြစ်ကြပါတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ညီမလေးဆိုဖီယာရဲ့ website မှာတော့ကျွန်မရဲ့ website မှာတော့ကျွန်တော်တို့အတီးတီး register လုပ်ပြီးတော့လေ့လာကြပါလို့ပြောကြရင်လည်းကျွန်တော်တို့အပိစကားကိုပြပြပေးနေတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအမရေအခုလိုမျိုး update ကပြောပေးတဲ့အတွက်ကျေးဇူးတင်တယ်ဆိုတော့ခုနအမပြောသွားလို့ပေါ့နော်ဟုတ်တယ်တိုင်းရင်သူတိုင်းရင်သားတွေအရန်ယိုးတယ်ပေါ့နော်အလိန်ခံရမှလည်းကြောက်တယ်အဲ့လိုကြောက်တဲ့ကြားတဲ့အောင်အလိန်ခံရတဲ့သူတွေကလည်းများတယ်ပေါ့နော်ဆိုတော့ဟုတ်တယ်အခုလို digital ကမှာဆိုတော့ပို့လို့တော့ဆိုသေးရပေါ့နော်ခုနအမပြောလို့ဒါကြားဖြတ်နေရလိန်ပြီးအမျိုးမျိုးနဲ့ပေါ့နော်ဒီ social media ပုံမှာမဟုတ်ဘူးဒါမြန်မာမှာဆိုပို့ဆိုးတယ်ပေါ့နော်ဒါဖုန်းတွေနဲ့ဒါလာပြီးတော့ထီပေါက်တယ်ဘလောက်เนาะတဲ့ခုနပြောလို့ပေါ့နော်အရင်ဆုံးဒီငွေနဲ့အရင်ဆုံးညှားတယ်ဘလောက်ရမယ်စသဖြင့်ပေါ့နော်ငွေကိုအရင်ညှားတယ်တကယ်နဲ့ရသူတို့လိုချင်တာရပြီးခါလုံးဝပျောက်ချက်မလားပျောက်သွားတယ်ပေါ့နောက်နေ့တရက်တောင်မဆိုင်တော့ချက်ချင်းကိုပျောက်သွားတာငွေရတာနဲ့ဆိုတော့အဲ့အတွက်ကြောင့်ကျမတို့အမြဲတမ်းပြောတယ်ကျမတို့ဒီလုပ်ငန်းကလုံးဝ scam မဟုတ်ပါဘူး scam လားဆိုလို့ရှိရင်ကျမတို့အများနဲ့ဒီလိုမျိုး sharing လုပ်နေမှလည်းမဟုတ်ဘူးပေါ့နော်ဒါညီမတို့ဆိုလို့ရှိရင်လည်းဒီလုပ်ငန်းကို design မဲ့နဲ့လုပ်ကိုင်လာတာညီမဆိုရင်2နှစ်ကျော်ပေါ့နော်ဆိုတော့အမဆိုလို့ရှိရင်လည်းဒါအမဒီလုပ်တဲ့တက်တန်းတွေအခုချိန်ထိလည်းဒါချင်တယ်ပေါ့နော်ဒါအဲ့အတွက်ကြောင့်ဒါကျမတို့ဒီလုပ်ငန်းကတကယ်တမ်းတာအလိအညာဖြစ်နေမယ်ဆိုလို့ရှိရင်ကျမတို့အခုလိုမျိုးလဲရက်တည်နိုင်မှာမဟုတ်သလိုကျမတို့နေ့စဉ်နဲ့အများလဲဒါ sharing လေးတွေလုပ်နိုင်ကြမှာလည်းမဟုတ်ဘူးပေါ့နော်အခုဆိုလို့ရှိရင်တော့ညီမတို့ဒီလုပ်ငန်းမှာဟုတ်တယ်ဒီလုပ်ငန်းရတဲ့ဝင်ငွေအပြင်အခု Facebook ကပေးတဲ့ဝင်ငွေတွေလည်းဒါကျမတို့တချို့လည်းရနေပြီပေါ့နော်တချို့လည်းရဖို့အတွက်ကိုစူးစမ်းတော့မယ်ပေါ့နော်ဆိုတော့တစ်ချက်ကုန်နှစ်ချက်ပြည့်ဖြစ်သွားတာပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်ကျမတို့အတူတူပေါ့နော် active income လည်းရတယ်လို့ passive income ကိုမှတိစောက်ပေးတာဖြစ်တယ်ဒီလိုလုပ်ငန်းကိုပေါ့နော်ဒီလိုလုပ်ငန်းမှမလုပ်လို့ရှိရင်ဘယ်လုပ်ငန်းတော့လုပ်မလဲပေါ့ဟုတ်
ဟုတ်လားဆိုတော့အဓိကအဖြစ်ကျမတို့ဒီလုပ်ငန်းဒီလုံးဝဒီ product တွေတိုးလောင်ရောင်းချရတာမဟုတ်တဲ့အတွက်ကျမတို့လိုလုပ်ငန်းရှင်တွေအတွက်ပို့ပြီးတော့ပေါ့ပါတော့လက်စီတယ်ပေါ့နော်ကိုကြိုက်တဲ့အချိန်ကိုကြိုက်တဲ့နေရာမှာလုပ်ကိုင်လို့ရတယ်လို့ဘယ်သူကမှကျမတို့ကိုဒီနေ့နော်ဘယ် target ထိရအောင်ရောင်းရမယ်ဘယ်လောက်ထိရအောင်ရောင်းရမယ်ဆိုတော့ဒီလိုအမိတ်ပေးတဲ့သူလည်းမရှိဘူး။ဘာကြောင့်လဲကိုရိုင်းကလုပ်ငန်းရှင်ဖြစ်တယ်ကိုရိုင်းက CEO ဖြစ်တယ်အဲ့အတွက်ကြောင့်ကိုရိုင်းနဲ့ပဲသက်ဆိုင်နေပေါ့နော်ကိုရိုင်းသက်ဆိုင်တာဖြစ်တဲ့အတွက်ကျမတို့ရတဲ့ဝင်ငွေတွေလည်းကိုနဲ့ပဲသက်ဆိုင်နေကိုဘလောက်ဒီလုပ်ငန်းပေါ်ရတဲ့ဝင်ငွေလည်းအမကတော့ဘလောက်ရလို့ညီမကတော့ဘလောက်ရလို့ဆိုတာမျိုးလည်းမရှိဘူးပေါ့နော်ကိုဘလောက်ရလဲဆိုတော့ကိုနဲ့ပဲသက်ဆိုင်နေကိုဒီလုပ်ငန်းကိုဘလောက်အချိန်ပေးပြီးတော့လေ့လာတယ်လေကိုလေ့လာတယ်လို့ဘလို့ action ယူပြီးလုပ်ကန်တယ်လေဆိုတဲ့အပေါ်မှာပဲမူတည်ပြီးတော့ကျမတို့ဝင်ငွေကလည်းတယောက်နဲ့တယောက်ကွဲပြားခြားနားသွားတာဖြစ်တယ်ဆိုတာလည်းဒါကျမတို့အနေနဲ့ sharing လုပ်ပြီးတယ်ပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်နေကျမတို့ဒီနေ့ sharing လုပ်သွားတာလေဒါ2ယောက်ဆိုတော့လေအရန်လည်းကောင်းတယ်စီးပွားနဲ့ပတ်သက်ပြီးတော့sharing လေးတွေပေါ့နော်ဒါစိတ်ထဲမှာရှိသမျှအတွေးလေးတွေပေါ်လာတာနဲ့အမျှပေါ့နော်sharing လုပ်ခွင့်ရတဲ့အတွက်ပေါ့နော်အရန်လည်းဒါဒီနေ့ live လေးကိုပေါ့နော်လုပ်ရတဲ့အတွက်လည်းအရန်ကျေးဇူးတင်တယ်ညီမရဲ့ဖိတ်ခေါ်မှုကိုလည်းလက်ခံပြီးတဲ့ဒါအမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဒါပြောကြရင်းနဲ့ညီမရဲ့ live လေးကိုဒီမှာလေးမဲ့အဆုံးသတ်ပြစေဒါပေမဲ့အဆုံးမသက်ခင်မှာဒီစီးပွားရေးစိတ်ဝင်စားရဆိုလို့ရှိရင်တော့ထုံးစံအတိုင်းပဲကျမတို့ရဲ့ website မှာ register ဖြည့်ပေးဖို့လိုအပ်တယ် register ဖြည့်ပြီးတဲ့နောက်ပိုင်းမှာတော့ကျမတို့ကမိတ်ဆွေတို့ရဲ့ mentor အဖြစ်နဲ့ကိုကြီးလမ်းပြပေးသွားမယ့် business mentor တွေပဲဖြစ်တယ်ဆိုတာလေးကိုပြောရင်းနဲ့ကျမတို့ live လေးကိုဒီမှာလေးမဲ့အဆုံးသတ်ပြစေဆိုတော့အားလုံးပဲ Bye. Good night. Good night ပါ